ပါမောက်ခကသူတိတ်တခုချစ်နေရတဲ့ကောင်မလေးနဲ့တပ်ပုံတွဲရိုက်ခဲ့ပေမဲ့ပုံထဲမှာကောင်မလေးပါမလာခဲ့ပါဘူးသူကကင်မရာပြတ်နေတဲ့ထင်ပြီးနောက်ထပ်အကြိမ်ကြိမ်ထပ်ရိုက်ခဲ့ပေမဲ့ရလက်ကတော့အတူတူပဲဒါနဲ့ပါမောက်ခကမလင်နာစီရောက်လာခဲ့တယ်စစချင်းတော့စတေစီဟာတရေတကောင်လို့မလင်နာထင်ခဲ့တယ်ဒါပေမဲ့ပါမောက်ခကစတေစီဟာလူအစ်စ်ဖြစ်ပြီးသူတို့เจ้าရဲ့တပ်ပုံပညာဌာနမှာပါမောက်ခအဖြစ်လုပ်ကိုင်နေသူလို့ပြောခဲ့တယ်ဒါပေမဲ့သူမရဲ့လက်ရာတွေကိုမြို့အနှံ့ပြသထားပေမဲ့ဘယ်သူမှသူမရဲ့တပ်ပုံကိုမမြင်ဘူးကြဘူးအဲ့ဒီအချိန်မှာပဲဂျင်ကတဲလုံစာတစ်ခုတွေ့ခဲ့တယ်ဓာတ်ပုံထဲမှာတရေရုပ်ပုံကတစ်ခုပေါ်နေတာပါဒါကြောင့်စတေစီမှာတရေပူးကတ်နေတယ်ဆိုတာမလင်နာသဘောပေါက်လိုက်တယ်ဒါနဲ့ဓာတ်ပုံတွေအကြောင်းမေးဖို့စတေစီစီသူမတို့သွားခဲ့ကြတယ်သူမပြောတာကတော့တရက်မှာအိမ်ပြန်ရောက်တော့ဓာတ်ပုံနိုင်တဲ့ကနေသူမပျောက်ကွယ်သွားတာကိုတွေ့ခဲ့ရတာလေ What day was that exactly? It was the day after Kevin Graham died. Your student. He died in a car crash. So talented, nicest guy. Last night, did you feel anything strange? Like a presence? I don't think so. မလင်ဒါသူမကိုကေဗင်နဲ့ဘာပတိပခါရှိနေမိခဲ့တယ်ကေဗင်ဟာသူမရဲ့ပါရမီအရှိဆုံးကျောင်းသားဖြစ်ပြီးတော်တဲ့တပ်ပုံဆရာဖြစ်လာနိုင်ခြေရှိတယ်လို့ပြောတယ်အဲ့ဒီအချိန်တုန်းကပြခန်းပြပွဲတစ်ခုရှိလို့ကေဗင်ကပါဝင်ချင်ခဲ့တယ်ကေဗင်ကသူမရဲ့သဘောထားမေးခဲ့ပေမဲ့ဒေရီယာကကေဗင်မှာလေ့ကျင့်မှုတွေတက်လို့သေးတယ်လို့ထင်လို့ညင်းခဲ့တာပါဒါကိုကြားတော့ကေဗင်ဟာအဲ့ဒီလေလွန်းဝိညာဉ်ပဲလို့မလင်ဒါထင်ခဲ့တယ်အဲ့ဒီအချိန်မှာပဲစပွဲပေါ်ကတပ်ပုံတစ်ပုံကိုမလင်ဒါသတိထားမိလိုက်တယ်အဲ့ဒီထဲမှာကြည်လင်နေတဲ့ဝိညာဉ်ပုံတစ်ခုပေါ်လာပါတယ်စတေစီဟာဒါကိုသူမကျောင်းသားတွေရဲ့လက်ရာတွေထဲမှာအရင်ကလည်းတွေ့ဘူးနေတယ်ဒါနဲ့အဲ့ဒီညမှာမလင်ဒါကျောင်းသားတွေရဲ့လက်ရာတွေကိုစစ်ဆေးဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အမျိုးသမီးတစ်ယောက်ရဲ့ဝိညာဉ်ပုံဖြည်းဖြည်းချင်းပေါ်လာတာကိုတွေးလိုက်ရလို့သူမတုန်လှုပ်သွားခဲ့တယ်မလင်ဒါကအမြဲတမ်းကေဗင်ရဲ့ဝိညာဉ်လို့ထင်ခဲ့တာပါဒါဆိုဘာလို့ခုကြမှာအမျိုးသမီးဝိညာဉ်မှာပါလာရတာလဲစတေစီဟာမလင်ဒါစီကနေအကြောင်းအရာတစ်ခုခုဖုံးကွယ်ထားတယ်လို့မလင်ဒါယူဆလိုက်တယ်အမှန်တရားကိုသိနိုင်ဖို့မလင်ဒါကေဗင်ရဲ့အခန်းကိုသွားခဲ့တယ်စပွဲပေါ်မှာကေဗင်နဲ့ကောင်မလေးတစ်ယောက်ရဲ့တပ်ပုံရှိနေတယ်ကေဗင်ရဲ့အတန်းဖော်ကပြောတာတော့အဲ့ဒီကောင်မလေးဟာကေဗင်ရဲ့ချစ်သူဆိုဖီတယ်သူကဆိုဖီနဲ့တစ်ချိန်ပဲစုံဖူးပြီးကောင်းကောင်းမသိဘူးလို့ပြောတယ်ပြီးတော့အနီးနားကအတန်မက်ဆေ့ချတစ်ခုကိုတွေ့လို့မလင်ဒါဖွင့်ကြည့်လိုက်တယ် Hey, it's Sophie. Look, I know you're pissed, but we need to talk and not on the phone. I love you. နောက်တစ်ရက်မှာဂျင်ကသူ့ဆက်သွယ်တွေကိုတုံးပြီးကေဗင်ရဲ့ပစ္စည်းတွေကိုယူခဲ့တယ်ကေဗင်ရဲ့ဖုန်းထဲမှာရက်ဆွဲပါတဲ့ဗီဒီယိုတစ်ခုမလင်နာတွေ့ခဲ့တယ်ကေဗင်ဆုံးပါသွားတဲ့နေ့မှာဆိုဖီဟာကမ်းခြေမှာရောက်နေခဲ့တာသူမကကေဗင်အတွက်နဲ့သူမရဲ့ဘဝကိုဆွန့်လွတ်ခဲ့ပေမဲ့ကေဗင်ကသူမကိုသစ္စာဖောက်ခဲ့တယ်လို့ပြောထားတယ် She sent that to Kevin? Oh my god. She's gonna drown. What is that? I think we just saw a 21st century suicide note. မလင်ဒါစတေစီစီအရာရာကိုချက်ချင်းသွားပြောဖို့ပြင်လိုက်ပေမဲ့ရုံးခန်းထဲကိုနေပြင်းတစ်ချက်ရုတ်တရက်တိုက်ခတ်လာခဲ့တယ်စပွဲပေါ်ကစာရွက်ဖြူတွေနေရာအနှံ့လွင့်ကျသွားပေမဲ့မကြခင်မှာပဲအဲ့ဒီပုံမှာရုပ်ပုံတွေပေါ်လာခဲ့တယ်အဲ့ဒါတွေကိုဆက်ဆက်ကြည့်လိုက်တော့မလင်ဒါတုံ့လောက်သွားရပြန်တယ်အဲ့ဒါစတေစီနဲ့ကေဗင်တို့ရဲ့တပ်ပုံမှာအဲ့ဒီအချိန်မှာပဲစတေစီပြန်ရောက်လာခဲ့တယ်ဒါဟာတရေလောက်တာလို့မလင်ဒါချက်ချင်းရှင်းပြလိုက်တယ်ဆိုဖီဆိုတဲ့အမည်ကိုကြားလိုက်ရတော့သူမအံ့အားသင့်သွားပေမဲ့အဲ့ဒီအကြောင်းမပြောချင်ပဲမလင်ဒါကိုထွက်သွားဖို့ပြောခဲ့တယ်ဒါပေမဲ့နောက်တစ်ရက်မှာတော့သူမကိုယ်တိုင်မလင်ဒါစီလာရှာပြီးအမှန်တရားကိုပြောပြခဲ့ပါတယ်သူမနဲ့ကေဗင်တို့ခဏတာတိတ်လုခဲ့ကြတာပါဒါမှရွေးနေဆိုတာသူမသိပေမဲ့ကေဗင်ရဲ့ထူးခြားမှုကသူမကိုဆွဲလန်းစေခဲ့တယ်။ဒါပေမဲ့ဆဆချင်းမှာဆိုဖီကြောင့်သူမမသိခဲ့ဘူး။သိလိုက်ရတဲ့အခါကေဗင်ကိုချက်ချင်းတွားလန်းခွဲခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကေဗင်ရဲ့ဖုန်းကြီးလာခဲ့တယ်။ဆိုဖီပို့လိုက်တဲ့ဗီဒီယိုကိုကြည့်ပြီးတာနဲ့ကေဗင်ပြေးထွက်သွားခဲ့တယ်။အဲ့ဒီညမှာပဲကေဗင်ဟာကားမတော်တဆမှုနဲ့အသက်ဆုံးပါခဲ့တာပါ I just feel sick. How can both of these people be dead? I'm trying to figure out the same thing. ။မလင်ဒါဆိုဖီဘဝကနေကင်ဝေးပြီးကောင်းမွန်စွာထွက်ခွာနိုင်အောင်ကူညီဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်နောက်တစ်ရက်မှာဆိုဖီရဲ့အိမ်ကိုချက်ချင်းသွားခဲ့ပေမဲ့အန်အောစရာမြင်မှုတစ်ခုကိုတွေ့လိုက်ရတယ်။ Sophie? Yeah. Do I know you? I saw you